Bish ကိုတော့ဝယ်ချပြီးပြီလားငါကတော့ဝယ်လို့မပြီးနိုင်ဘူးဖြစ်နေတာသိလားငါချိုး piece လဲဝယ်ထားသေးတယ်ချိုး piece လဲဝယ်မှာဆိုတော့လေပြီးတော့ငါပြီးခဲ့တဲ့ပိတ်ရက်ကလေငါ body treatment နေပါလေလုပ်ထားသေးတာအမလီမလွယ်ပါဘူးဟဲ့ Bish တစ်ခါသွားဖို့မသွားခင်ကငါမှအလုပ်တူရှင်းနေရောပဲသမီးအောင်လေကနန်းနေမစိုးနေဘူးချက်ပွားနေမှာပြီးတော့ရှယ်စားပလိုက်အောင်ပါအဲ့ဒါမှအမရသေးလေဈေးကိုသွားပြီးတော့လေချက်ခိုင်းအောင်မှာသိရပါပင်လင်စာဆိုရလေပင်လင်ရောက်ပို့ပြီးလက်ဆက်တာမျိုးပြတ်တာစမတူကျွန်တော်တို့ကန်းကြီးရောက်တာနဲ့ရှယ်တော့မှာပြီးတော့ကန်းကြီးမှာလေးလေးတဖြူးဖြူးနဲ့ခင်ဗျားတို့သိလားမသိအဲ့ခံစားကြတော့ပြောလဲခင်ဗျားတို့သိမှာမဟုတ်ပါဘူးတော့เนาะတယောက်တစ်မျိုးစီပြဿနာရှာတော့မယ်သူကသိနေရယ်เนาะပြီးရင်ရှင်းလိုက်မယ်ပြဿနာကြီးကြုံမြင်ပြီးတော့ခေါင်းတွေကကိုက်ချင်နေပြီအဲ့ဒါဆိုရင် boss ကခရီးအကျွဲဘာသာပစ္စံ group ကိုပဲစောင့်ကြည့်လိုက်တော့နော်